ဒီနေ့မှာတော့ငယ်တငယ်ချင်းတွေကြားရှုပ်ထွေးပွလီလာတဲ့အချစ်ဇလန်လေးကိုတင်ဆက်ပေးခြင်းပါတယ်။အားလည်းရမှာကျော်ကြီးကရုပ်ဖြက်ပြီးအချစ်မှန်ကားတွေဝယ်ဆူရတာသဘောကျပေမဲ့လှုပ်ဝက်ချက်ကိုမသိစေချင်တာကြောင့်ရှီရိုတို့နဲ့တွေ့တဲ့အခါဖွက်ထားလိုက်ပါတယ်။အကောင်ဘာဖွက်ထားရလဲ။တန်ကြားဖြစ်ကြပဲဆိုကနှစ်ယောက်သားလူကြည့်နေတာမို့ပြုတ်ကျသွားပါတယ်။အကာရီကဒီကောင်တငယ်ချင်းချင်းကိုပြင်မနေရလားမသိဘူးဆိုတာစားနေတာမို့အတော်ရှက်နေပါတယ်။ကျောင်းတရက်ရောက်တော့မနေ့ကကိစ္စကိုစိတ်ကောက်နေတဲ့ကျော်ကြီးကကျောင်းတော်ဖို့လာခေါ်တဲ့ရှီရိုကိုရှောင်နေတာမို့ကောင်မလေးခမညာစိတ်ထဲကြနေပါတယ်ခဏကြာတော့အကြံရသွားပြီးကာယကံမှာစောင့်နေကညရောက်သွားရင်ဒုက္ခတွေ့နေပါတယ်ကတိရှင်ကျော်ကြီးရောက်လာတာမို့ရှီရိုကတော့ဟတ်တီသွားပြီးအိမ်ပြေကြမယ်ဆိုကလှမ်းဖက်လိုက်တာကြောင့်လဲကျသွားရင်မျက်နှာချင်းနီးကပ်သွားပါတယ်ကာယကံမှာခဏနေကြအောင်မယ်ဆိုကရှီရိုကငါနေနဲ့အမြဲနေကျင်တယ်လို့ဖွင့်ပြောလိုက်ပါတယ်စစ်ပူနေတဲ့အကာရီကကာယခန်းကိုလိုက်လာပြီးနင်တို့အမောင်ထဲမှာမိနစ်20လောက်ဘာလို့နေကြရလဲဆိုကရန်ရှာနေပါတယ်ရှီရိုကပိတ်မိနေလို့ပါဟာတန်းစင်ကန်သွားလိုက်အောင်မယ်ဆိုကရှောင်းထွက်သွားပါတယ်အကာရီကနင်ချီရိုကိုချစ်လာလို့မေးလိုက်တာကြောင့်ချစ်တဲ့မိသားစုတော်ဖြစ်နေပြီလေဆိုကစကားလမ်းကြောင်းပြောင်းလိုက်ပါတယ်မနဲ့ကြောင်းသွားမယ့်အချိန်ညာကိစ္စကိုပြောဖို့လို့တော့ရှင်းနေတဲ့ရှီရိုကအလုပ်ရှိသေးရဲ့လို့ဆိုကထွက်သွားပါတယ်ကြောင်းရောက်တော့ရှီရိုနဲ့အကာရီစကားပြောနေတာကိုသူ့အတွက်နဲ့ရန်ဖြစ်နေတဲ့ထင်လို့အပြေးရောက်လာပေမဲ့ရှင်းနေတဲ့ရှီရိုကအကောင်ကိုချစ်စရာလားမန်ကားထဲကအတိုင်စားနေတာလို့ပြောတာကြောင့်ကျော်ကြီးလည်းရှက်သွားကငိုပြီးပြေးထွက်သွားပါတယ်ညရောက်တော့အကာရီချိုးနေတော့ကျော်ကြီးဝင်လာတာကြောင့်အစော်ခံလိုက်ရပါတယ်ကျော်ကြီးတို့အင်ကရေမလာတာမို့အကာရီအင်ကရေချိုးကန်းကိုငှားသုံးတာပဲဖြစ်ပါတယ်စီဆိုးနေတဲ့အကာရီကိုပြန်ချော့နေပြီးဘေးမှာအတူအမြဲရှိနေပြီမယ်လို့ပြောလိုက်ပါတယ်အားလည်းရမှာပန်းညက်နဲ့ထိုင်နေပေမဲ့ဘေးကကလေးတွေကြည်နူးနေတာကြောင့်ဆိတ်ချုံနေတော့ကောင်မလေးတယောက်ကပေါ်လာပြီးကျော်ကြီးကိုစိုက်ကြည့်နေပါတယ်သူမကတော့ငယ်တကယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ယူနာကိုပါယူနာကြောင်းပြောင်းလာတာကကျော်ကြီးနဲ့အတူနေခြင်းလို့ပြောင်းလာတာပဲဖြစ်ပါတယ်ရှီယိုနဲ့အကာရီတို့ကလည်းယူနာစီကိုရောက်လာကြကစကားပြောနေကြတော့ယူနာကကျော်ကြီးကိုချစ်တယ်လို့ဆိုတာကြောင့်နှစ်ယောက်သားတွေ့တဲ့နေပါပြီပြန်ပဲပေါ်လာတာမို့မရှုံးစရာဘူးဆိုကရေရွက်နေကြပါတယ်မနေ့ရောက်တော့ယူနာကလာနှိုးကမနေ့စားကြတော့သူမချက်ထားတာစားကောင်းလားဆိုကမေးရကြောင့်ကောင်းတယ်လို့ပြောလိုက်တာမို့ဇနီးကောင်းလေးဖြစ်သွားပြီလို့ဆိုကဝမ်းသာနေပါတယ်ယူနာကိုအပြင်သွားဖို့လိုက်ဖို့နေပြီးခဏကြာတော့ရှီရိုနဲ့အကာရီရောက်လာကအကာရီကနေယူနာကိုဘာလို့လိုက်သေးလဲအယူကောင်လို့ဆိုကရန်ဖြစ်နေကြပါတယ်မင်္ဂလိ3ယောက်ရေစောနေကြတာကိုကျော်ကြီးကကြည့်နေရင်တရက်တာကုံဆုံးသွားပြန်ပါတယ်မုတ်သေးတန်းမှာကျော်ကြီးကိုအကာရီကလိုက်ချောင်းနေတော့တကူးလူမိတယ်လို့ဖြစ်သွားတာမို့မုတ်တထုတ်ဝဲကစပိုင်စီဖြစ်နေတော့အခက်တွေ့ရပါပြီကျော်ကြီးကအဆက်မစားဖို့တားပေမဲ့ခေါင်းမတဲ့အကာရီကတထုံလုံးကောင်အောင်စားပြလိုက်ပါတယ်စားပြီးခဏနေတော့လဲကျသွားတဲ့အကာရီကြောင့်စပိုင်စီရောင်းချခွင့်ကိုကြောင်းအားပိတ်ပင်လိုက်ပါတယ်နွေရာသီကျောင်းပိတ်ရက်မို့ရှီရိုနဲ့အကာရီကကမ်းခြေသွားဖို့တာပင်နေတော့ကျော်ကြီးကိုလိုက်မလားလို့ခေါ်လိုက်ပေမဲ့ကျော်ကြီးကအိမ်ပြန်သွားပါပြီအင်ကိုရောက်တော့ယူနာကအမတ်တရရတာကြွားနေတာမို့အမတ်နဲနေတဲ့ကျော်ကြီးကဆေးတဲ့ကြသွားကအခန်းထဲမှာပဲစားလို့ဖို့ဆုံးဖြတ်လိုက်ပါတယ်ကျော်ကြီးအခန်းအောင်းနေတာကြောင့်နှစ်သိပ်ပေးနေရင်အကာရီကနေအမတ်ကအလောက်တောင်ဆိုးရလားအခုမှစလို့လည်းမမီတော့ဘူးဆိုတာကြောင့်နှစ်ယောက်သားရန်ဖြစ်နေပါတယ်ရှီရိုကအနားကိုခေါ်ရင်တိတ်တိတ်လေးပြနေပြီးအပြင်ထွက်သွားကြကရေကူးဝစုံနေနဲ့ဝင်လာကြပြန်ပါတယ်။ကမ်းခြေသွားဖို့နေရာရွေးနေပြီးကျော်ကြီးကိုနေအမတ်ကအလောက်တောင်ပဲဆိုးရလားဆိုကကျော်ကြီးထုတ်ပြလိုက်တာကြောင့်ရှီရိုနဲ့အကာရီတောင်သူတို့ထက်အမတ်ကျော်နေတာမို့ပါဇက်ပိတ်သွားပါတယ်။ဘရာဇာတို့ရောအတန်းထဲမှာအဲ့လိုလူတွေနဲ့ကြုံမှုကြလားရှီရိုကကျော်ကြီးနဲ့အတူစားလို့ဖို့စာကြီးတိုက်ကိုသွားနေပါတယ်ရှီရိုနဲ့စာအတူလုံးနေတာမို့အာယုံစီးစားလို့မရပဲအိမ်ပြန်ချိန်မဲ့ရောက်ရှိသွားပါတယ်ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်တာကြောင့် subscribe နှိပ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ပိုင်းမှာပြန်တွေ့ကြမယ်ဗျ bye bye